ကောင်းစီမှာကြောင်ကလေးတွေမွေးထားတယ်ဘရိုသိလားပြောလို့ပြောတာမဟုတ်ဘူးတော်တော်လေးကမှချစ်ဖို့ကောင်းတာတာကြီးရနော်ဒီနေ့ကတော့ငကောင်းရဲ့ကြောင်ကလေးတွေနဲ့အားလုံးမိတ်ဆက်ပေးမယ်ရှေးကြီးကိုချစ်ဖို့ကောင်းတာတာကြီးဟေးလာအောင်ကြောင်လေးလာပါအောင်ကဲဗီဒီယိုလေးရိုက်မယ်နော်Oh shit. ဟာဘလူးကြီးလေဟေးရောင်မဝင်လာနဲ့တော့ဒီမှာဗီဒီယိုရိုက်နေတော့ဟာပဲ Oh shit အားလုံးပဲ sorry ပါဗျာသူ့အမေနည်းစော်နေတယ်ပေါ့နော်ဒါပေမဲ့လေသူ့ရဲ့သမီးကတော့တော်တော်လေးသဘောကောင်းပါတယ်တာကြီးတို့တော်တော်လေးသဘောကောင်းပါတယ်အဲ့ဒါဗျာသူ့ရဲ့သမီးလေးဆိုဗျာမို့ဗလီကျန်ကိုတအားကြိုက်တာတိလားအဲ့ဒါလေးကိုကြိုက်လုံးလေးကြောင်ပုတ်ဆလေးကလေးနေ့တိုင်းဟိုမှာဖုန်းကိုစော့နေတာတာကြီးတို့တိလားဒါပေမဲ့လေသူ့အမေကတော့ဗျာသူ့သမီးဖုန်းစော့တာမကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်လို့ခဏဆူတယ်အဲ့တော့လောကရဲ့ဖုန်းကိုသူကယူစော့တယ်ဟာကိုကြီးရဲ့လို့မိမိတို့အဲ့သူပြောတယ်ဗျာ bro တိလားသူပြောတယ်ဗျာအဲ့ဒါကြောင့်မို့နော်မိုဘိုင်းကျန်မှာအာမ BBCO လို့ကောင်းလို့ bro တွေ့တာနဲ့လကောစီဒီမှာ bro မတက်နဲ့လိုက်ရင်နော်တခါလေကြတော့အဲ့ဒီကြောင်ဥစ္စာလေးကဟိုဒီကောင်ရဲ့ဖုန်းစော့နေတာလေးရှိတယ်ဟောနဲ့ကြောင်